အချို့ချို့ပုဂ္ဂိုလ်တွေဟာမျက်စိအဖြစ်မြင်လို့ရတယ်လူပုံနဲ့တိရစ္ဆာန်ပုံနှစ်ပုံပဲရှိတယ်လို့ပြောကြတယ်ဆိုကြတယ်ရေးသားကြတယ်ဒါလို့မဟုတ်လားယောဂီတို့နားလည်ပြီနော်အဲ့တော့အာနာပါနစတုဋ္ဌဇံရအောင်ကျင့်တဲ့အခါအာနာပါနစတုဋ္ဌဇံရောက်ရှိတဲ့အခါထွက်လေဝင်လေဟာတိမ်မွေ့နုညံ့ခြုံငိမ့်သွားတယ်မိမိတို့အဋိဋ္ဌာန်နှလောက်ဒီခန္ဓာကိုယ်ဟာကြောက်ရွံ့တစ်ခုလိုဖြစ်ပြီးတော့ထွက်လေဝင်လေရက်ဆဲသွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီလိုရောက်ဖူးတဲ့ကျင့်ဖူးတဲ့ပုဂ္ဂိုလ်မှာဒီထွက်လေဝင်လေခြုံငိမ့်နေဆိုတာလက်ခံနိုင်မဲ့ပေါ့ဒါလို့မလားဦးဇင်းတို့တခါနိုင်ငံသားတွေကိုတရားရှုမှတ်နည်းတွေသင်ပေးပါတယ်သင်ပေးတဲ့အခါဦးဇင်းတို့ကတော့ဒီနိုင်ငံသားတွေကိုပထမတဏှာကြီးခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်အောင်ကျင့်ရမယ်သင်ပေးတယ်ပထမတဏှာကြီးအောင်မြင်2 နာရီ2 နာရီအောင်မြင်3 နာရီတဏှာကြီးတိုးပြီးတော့ကျင့်နည်းတွေသင်ပေးသွားတယ်12 နာရီစက်တိုက်ထိုင်ကျင့်တဲ့အကျင့်ကိုသင်ပေးလေရှိတယ်အဲ့တော့နိုင်ငံသားတွေက12 နာရီတိခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်အောင်ကျင့်နိုင်သွားကြတယ်ကျင့်နိုင်သွားတော့ဒီနိုင်ငံသားသူတွေနမ်းမှာမမြင်အပ်တဲ့ပုဂ္ဂိုလ်ကြီးရောက်လာတယ်အနန္တမှာတရားအတူတူလားထိုင်တာတို့သူတို့နေတဲ့အခန်းမှာရောက်လာတာတို့ဒီလိုဖြစ်လာတယ်ဖြစ်လာတော့သူတို့ရဲ့အယူဝါဒတွေမှာမမြင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးပေါ့သူတို့ရဲ့ဝါဒတွေထဲမှာဒီလိုအနန္တလာထိုင်တာတို့စကားပြောတာတို့ဆက်သွယ်တာတို့မရှိဘူးခုတရားထိုင်တော့သူတို့ဓာတ်တွေတွေ့လာရတယ်မြင်လာရတယ်နားလည်ပြီနော်မြင်လာတော့အဲ့ဒီနိုင်ငံသားတွေကထူးထူးဆန်းဆန်းလာလျှောက်ကြတယ်ဆဲတော့တပည့်တော်တရားထိုင်တဲ့နတ်မှာလားထိုင်ကြတယ်အဲ့ဒါဘလို့ပုံကိုယ်တွေလဲဘယ်ဟာပုံကိုယ်တွေလားထိုင်တာလဲမေးတော့အေးတရားကျင့်ရင်တရားတွေမြင့်လာတဲ့အခါအဲ့ဒီပုံကိုယ်တွေကအလိုလိုရောက်လာတတ်တယ်တရားကျင့်တဲ့နတ်မှာရောက်လာပြီးတော့အတူတူတရားထိုင်တာတို့တရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့တရားတတ်တွေကိုလာပြီးတော့ပူဇော်တာတို့လုပ်တတ်တယ်တရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့ပို့လို့တဲ့မေတ္တာတတ်တွေခံယူတာတို့လာတတ်တယ်အဲ့ဒါတွေကတကယ်ရှိတယ်လို့ပြောပြတော့အဲ့နိုင်ငံသားတွေဟာသူတို့အယူဝါဒမှာဒါမျိုးတွေမရှိဘူးယခုကျင့်မှဒါတွေတွေ့လာရတယ်ဆိုပြီးတော့အဲ့ဒီနိုင်ငံသားတွေကသူတို့အယူဝါဒကိုစွန့်ပြီးတော့ဗုဒ္ဓအယူဝါဒကိုယူလာကြတယ်သူတို့အယူဝါဒစွန့်ပါလို့လဲဦးဇင်းတို့ကမခိုင်းရဘူးအဲ့ဒါတစ်သက်လုံးဘုန်းကြီးဝတ်ကြတယ်တစ်သက်လုံးသီလရှင်ဝတ်ကြတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့ဒီထူးခြားတဲ့တရားတွေတွေ့လာပြီဆိုရင်ယောဂီတို့အဲ့ဒီထူးခြားတဲ့တရားတွေတွေ့တဲ့အတိုင်းမြင်တဲ့အတိုင်းမိမိတို့ကမမြင်အပ်တဲ့ပုံကိုယ်တွေဆိုတာရောက်လာလိမ့်မယ်အခုယောဂီတို့ဆိုကြပါသူရဲ့ဝိဇ္ဇရိုးတို့ဇောကြီးတို့တပတိတို့ယောဂီတို့တခါမှမမြင်ဘူးကြသေးဘူးမြင်မှုပြီလားယောဂီတို့မမြင်ဘူးသေးဘူးယောဂီတို့အဲ့ဒီစတုတ္ထဇံဝင်စားလို့ရတဲ့အခါအဲ့ဒီဝိဇ္ဇာတို့ဇောကြီးတို့တပတိတို့ကလည်းရောက်လာတတ်တယ်အဲ့တော့ဒီ
ပတ္တံပယံကာယသင်္ခါရအတ္တသိတ္တမိတိတိခတိပတ္တံပယံကာယသင်္ခါရပတ္တသိတ္တမိတိတိခတိဒီထွက်လေဝင်လေတိမ်မွေ့အောင်နူးညံ့အောင်ခြုံငိမ့်အောင်ရှုမှတ်တဲ့ဤယောဂီတို့သင်ပေးပြီနော်ဟုတ်လားအဲ့တော့လေရှုသွင်းလိုက်တဲ့အခါငယ်ထိတ်ကနေခြေပြားလေးပြန်ထုတ်လိုက်တဲ့အခါခြေပြားကနေငယ်ထိတ်ယောဂီတို့ဒီနေ့ရှုမှတ်ဤသင်ပေးတယ်နော်ဟုတ်လားသင်ပေးတော့ယောဂီတို့တမာတိတိတ်ခါမပြည့်စုံသေးတဲ့တမာတိတိတ်ခါအားနည်းတဲ့အချိန်မှာတော့ရှုရတာခက်ခဲဖြစ်တတ်တယ်တမာတိတိတ်ခါပြည့်စုံလာပြီတမာတိတိတ်ခါမြင့်မားလာပြီဆိုရင်တော့ရှုရတာလွယ်ကူလာမယ်နားလည်ပြီနော်အဲ့တော့လေရှုသွင်းလိုက်တဲ့အခါဒီအာနာပါနပရိပါကနမိတ်အလင်းဓာတ်တွေဖြစ်ပေါ်နေတဲ့အချိန်မှဆိုရင်ဒီလေရှုသွင်းလိုက်တာနဲ့ဒီလေကအာနာပါနပရိပါကနမိတ်နဲ့တပြေးတဲ့တသားတဲ့ဖြစ်ပြီးတော့ခြေပြားတိုင်အောင်အလင်းတန်းဖြစ်သွားတယ်နားလည်ပြီနော်ယောဂီတို့တခါခြေပြားကနေပြန်ထုတ်လိုက်တဲ့အခါမှာလဲဒီအလင်းတန်းကြီးကငယ်တွေကနေပြန်ထွက်သွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒါယောဂီတို့ကိုယ်တိုင်တွေးရလိမ့်မယ်မြင်ရလိမ့်မယ်ယောဂီတို့အားထုတ်ကြည့်ပါအဲ့တော့အလင်းတန်းဖြစ်တော့သူကတကိုယ်လုံးကြဲအောင်လာအောင်လို့ကြည်လင်တောက်ပသွားတယ်လင်းထိန်သွားတယ်အဲ့ဒီလင်းထိန်တဲ့အလင်းတက်တွေကိုစိုက်ရှုနေရင်ယောဂီတို့ဒီဌိနမိတ်တဝင်နေဆိုတာမရှိဘူးငိုက်မီးတယ်ထိုင်းမိုင်းတယ်ဆိုတာမရှိဘူးနားလည်ပြီနော်ဩဒေသကိုကုဆစိတ်ပြန့်လွင့်နေနောင်တတပံပူပန်နေဆိုတာမရှိဘူးကာမိသနာကာမဂုဏ်တောင်းတတဲ့စိတ်ဖြစ်တယ်ဆိုတာမရှိဘူးဗျာပါဒသူတော်ဘာပျက်စီးစေလိုတဲ့စိတ်ဗျာပါဒនិဝရဏဖြစ်တယ်ဆိုတာမရှိဘူးဝိသိကိစ္စယုံမှန်တန်မြစိတ်မရှိဘူးတစ်ချိန်လုံးនិဝရဏတွေကွာသွားတယ်နားလည်ပြီနော်ယောဂီនិဝရဏတွေကင်းသွားတယ်ယောဂီတို့ဒီလုံးလဝိရိယတွေဆိုတာကတစ်ချိန်လုံးအားကောင်းသွားတယ်ဒီလုံးလဝိရိယတွေဘလောက်အားကောင်းလဲဆိုရင်ယောဂီတို့ဒီသေးသေးပွဲပွဲကိလေသာလေးရစာမဖြစ်အောင်ဒီလုံးလဝိရိယကအမြဲတမ်းပယ်ရှားနိုင်တဲ့သဘောဖြစ်လာတယ်နားလည်ပြီနော်လုံးလဝိရိယအောက်နှိမ့်သွားတဲ့အချိန်ဆိုတာမရှိဘူးရော့သွားတဲ့အချိန်ဆိုတာမရှိဘူးတစ်ချိန်လုံးလုံးလဝိရိယတွေမျှတသွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီလိုဖြစ်အောင်ကျင့်ရမလို့ဟုတ်လားအခုတချို့ရောက်တော့ယောဂီတို့လုံးလဝိရိယတွေကျသွားတဲ့အခါဌိနမိတ်ဝင်တာတို့ဒီလိုမလားယောဂီတို့ဩဒေသကိုကုဆဖြစ်တာတို့ကာမိသနာဗျာပါဒនិဝရဏလွှမ်းမိုးခံရတာတို့ဒီလိုမလားယောဂီတို့ဝိသိကိစ္စនិဝရဏလွှမ်းမိုးမှုခံရတာတို့ဖြစ်တော့ဒီဇန်တရားမတရားဖို့တရားတွေကယောဂီတို့မရဘူးဟုတ်ကလားယောဂီတို့အဲ့တော့ဒါတွေခွာနေအောင်ကျင့်ရတယ်အဲ့တော့လေရှုသွင်းလိုက်တဲ့အခါဒီအလင်းဓာတ်တွေကကြည်လင်တောက်ပပြီးတော့ကျင်အောင်လာအောင်လို့ဖြစ်ပြီးတော့ဒီကိုယ်လုံးလင်းထိန်သွားတယ်အလင်းပြန်ထုတ်လိုက်တဲ့အခါလဲအဲ့ဒီအလင်းတွေကကျင်အောင်လာအောင်လို့ဖြစ်ပြီးတော့ဒီကိုယ်လုံးလင်းထိန်ပြီးတော့ငယ်တွေကပြန်ထွက်သွားတယ်ရောတော့အဲ့ဒီအလင်းတွေကိုမိမိတို့အဋ္ဌိဋ္ဌံစိုက်ရှုပြီးတော့အာနာပါနကိုမှတ်နေရင်တတိလွတ်တယ်ဆိုတာမရှိဘူးနားလည်ပြီနော်ယောဂီတို့တတိလွတ်ပြီးတော့နေတဲ့အချိန်မရှိဘူးတစ်ချိန်လုံးတတိမြဲသွားတယ်24နာရီလုံးတတိမြဲသွားတယ်နားလည်လားမသိယောဂီတို့ယောဂီတို့24နာရီလုံးတတိမြဲအောင်အားထုတ်နိုင်ဖို့ဆိုတာလိုအပ်တယ်နော်ဟုတ်လားယောဂီတို့24နာရီလုံးတတိမြဲပြီလားမမြဲသေးဘူးအိမ်တလုံးမိုးတဲ့အခါဒီတစ်စက်မိတ်ကစပြီးတော့ခေါင်းတိုင်အောင်အစင်အတိုင်းလုံးချုံအောင်မိုးသွားမှဒီအိမ်ဟာမိုးလုံးမယ်ဒီလိုမလားရောအဲ့တော့တစ်စက်မိတ်ကစမိုးတဲ့အိမ်ခေါင်မိုးရအောင်မိုးတဲ့အိမ်တဏှာမှာလွတ်သွားမယ်ဆိုရင်လွတ်တဲ့နေရာကယောဂီတို့မိုးမယုံလားမိုးယုံတယ်နော်ဟုတ်လားအဲ့တော့ယောဂီတို့ဒီ24နာရီတတိမြဲအောင်
မှားရမယ်ဆိုတဲ့နေရာမှာ24နာရီတည်းကတဏှာကြီးလောက်တတိလွတ်သွားရင်အဲ့တတိလွတ်တဲ့နေရာကကိလေသာဝင်လာတယ်ကိလေသာမိုးရည်ယိုစီးလာတယ်ဒါလို့မဟုတ်လားသဘောပေါက်လားမသိဘူးအဲ့ဒီကိလေသာတွေဖြစ်လာတော့တရားထိုင်တဲ့အခါမှာကာမိသနာနိဝရဏဗျာပါဒနိဝရဏထိနမိတ်နိဝရဏဩဒိစ္စကောကုသနိဝရဏဝိသိကိစ္စနိဝရဏဒီနိဝရဏတွေဖြစ်ပြီးတော့လွှမ်းမိုးခံရတယ်ဟုတ်ကလားယောဂီတို့ကဲလွှမ်းမိုးခံရတော့ခမရတို့ပထမသံလည်းမရဒုတိယသံလည်းမရတတိယသံသရုတ်တသံလည်းမဝင်သားနိုင်ဘူးဒါလို့မဟုတ်လားမဝင်သားနိုင်တော့ခမရတို့ဒီမမြင်ရတဲ့ပုံကိုယ်တွေဘယ်လိုလုပ်မြင်မလဲမြင်မမလားယောဂီတို့လူချင်းတောင်ဝင်တိုက်လေဦးမယ်မမြင်လို့ဟုတ်လားယောဂီတို့လူချင်းတောင်မှမမြင်လို့ဝင်တိုက်လေဦးမယ်ခမရတို့တတိမမှုခုမမြင်ဒါလို့မဟုတ်လားအဲ့လိုယောဂီတို့ရှိတယ်အဲ့တော့ယောဂီတို့က24နာရီလုံးတတိမြဲအောင်မှတ်ဆို24နာရီလုံးတတိမြဲအောင်မှတ်ရမယ်ကြိုးစားရမယ်ဒါယောဂီတို့ဘက်ကပြည့်စုံရမယ်ဒါလို့မဟုတ်လားယောဂီတို့24နာရီလုံးကတတိမြဲအောင်မှတ်ဒီအာနာပါနပရိပါကနမိတ်တွေဆိုတာအလိုလိုဖြစ်လာတယ်တပည့်တော်တို့အာနာပါနပရိပါကနမိတ်ဘလို့ဖြစ်အောင်ကြည့်ရမလဲဘလို့ခိုင်ခန့်အောင်ကြည့်ရမလဲဒီပထမဇန်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်ဝင်စားနိုင်အောင်ဘလို့အားထုတ်ရမလဲအလိုလိုသင်သွားလိမ့်မယ်နားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးဦးဇင်းတို့မြင်းကြံမြို့မှာရဟန္တာလို့ကြော်ကြားတဲ့ထင်ရှားတဲ့စွန်းလုံးစေတော်ဘုရားကြီးဆိုတာကြားဘူးလားစာမတတ်ဘူးစွန်းလုံးစေတော်ကြီးကနားလည်ပြီနော်စာမတတ်ဘူးတနေ့မှာအိမ်ရှိမန္တထိုးပြီးတော့တရားဆွေးနွေးတော့ကျုပ်လည်းတရားအားထုတ်ချင်တာဗျာကျုပ်ကစာမတတ်တော့အားထုတ်လို့ရပါမလားလို့မေးတော့သူ့မိတ်ဆွေတွေကစာမတတ်လည်းဒီတရားကအားထုတ်လို့ရတယ်ကိုကြောတယ်တရားဘလို့မှတ်ရမလဲမေးတော့အာနာပါနထွက်လေဝင်လေပဲတတိမြဲအောင်မှတ်တခြားဘာမှမမှတ်နဲ့ထွက်လေဝင်လေတတိမြဲအောင်မှတ်ဆိုတော့သူတို့အဲ့ဒါမှတ်ပြီးတော့တတိမြဲအောင်မှတ်နေတာပဲနားလည်ပြီနော်နာသီဝအောင်ထွက်လေဝင်လေထိခိုက်မှုထင်ရှားတဲ့နေရာမှာစိတ်ဆိုင်ထားပြီးတော့ဥကြော်တင်ထွက်လေဝင်လေတာတတိမြဲအောင်မှဒါအလိုလိုပြည့်စုံသွားလိမ့်မယ်ပြောတော့အဲ့ဒီစွန်းလုံးစေတော်ဘုရားကြီးအလောင်းနေရာဥကြော်တင်ကဒီထွက်လေဝင်လေတတိမြဲအောင်မှတ်တယ်နွားသာဆင်းလဲသူကတစ်ချက်ခုတ်ရင်ဒီထွက်လေဝင်လေတစ်ချက်နားလည်ပြီနော်ယောဂီတို့နှစ်ချက်ခုတ်ရင်ထွက်လေဝင်လေနှစ်ချက်နွားသာလဲစင်ပြီးသားဖြစ်ထွက်လေဝင်လေလဲမှတ်ပြီးသားဖြစ်ဒါလို့မဟုတ်လားယောဂီတို့ဥကြောတဲ့ဟန်ကြနေတယ်သူကထွက်လေတစ်ချက်ဝင်လေတစ်ချက်မှသူကလိုခုတ်နေတယ်နားလည်ပြီနော်တနေ့လုံးနွားသာဆင်းတော့သူကနွားသာတွေလည်းအများကြီးရသွားတယ်တနေ့လုံးလဲထွက်လေဝင်လေတတိမြဲအောင်မှတ်လို့ရသွားတယ်ဒါလို့မဟုတ်လားရည်ထားတဲ့ခါလဲသူကထွက်လေဝင်လေမှတ်ထားတယ်လဲထွန်လဲထွက်လေဝင်လေမှတ်ထွန်တယ်အဲ့တော့ဆရာတော်ဘုရားရဲ့ဒီတတိတမာရီတွေအထွတ်ထိပ်ရောက်သွားတယ်လူတယောက်ရှေ့ဖြတ်သွားတယ်ဆိုရင်ဒီလူဟာဘယ်နည်းမြောက်တဲ့နေ့မှာသိမယ်ဆိုတာသိလာတယ်ကဲခင်ဗျားတို့သိပြီလားမသိပါဘူးခင်ဗျားဆရာဝန်တွေတော့မသိဘူးနှစ်ချမ်းနဲ့ထောက်ကြည့်တော့မသိဟုတ်လားနားလည်ပြီနော်ယောဂီတို့အဲ့တော့သူ့ရှိမှဖြတ်သွားတဲ့တန်ငယ်ချင်းတွေကိုစွန်းလုံးစေတော်ဘုရားကြီးကပြောတယ်ဥကြော်တယ်လောင်းနေရကမင်းယတတပကြရင်မင်းသေတော့မှာမင်းတရားကျင့်တရားအထုတ်အဲ့လိုပြောတော့အပြောခံရတဲ့လူတွေကရီးသွားရတယ်သူကျမ်းမာရလည်းကောင်းနေတာကိုသွားလိုက်လာလိုက်စားလိုက်တောက်လိုက်နေဆိုတော့ဥကြော်တင်ကြီးတော့ယူပြီပေါ့ငါ့ကိုထွေရ၄ပါးလျှောက်ပြောတယ်နားလည်းမnóiရောက်ကြတယ်အဲ့လိုဖြစ်တယ်အဲ့လိုကတပတ်ပြီးတော့သေသွားကြတယ်ဟာဥကြော်တင်ပြောတာမှန်တယ်ပေါ့နားလည်းမnóiရောက်ကြတယ်နောက်တစ်ယောက်အဲ့လိုပဲမင်းသေတော့မှမင်းကမ္မထံအားထုတ်အဲ့လိုတဲ့တကယ်သေးတည်သွားကြတယ်သေသွားတော့ဥကြော်တင်ရှိကိုဖြတ်မသွားရကြတော့အဲ့လိုဖြစ်သွားတယ်နော်ယောဂီတို့တမာရီတွေအထွတ်တိတ်ရောက်သွားတယ်ဟုတ်လားနားလည်ပြီနော်ယောဂီတို့ဒီကိုယ့်ရဲ့ထဲမှာဒီစွန်းလို့တဲ့တော့ဘုရားကြီးကိုလာတရားစစ်တဲ့ဘုန်းကြီးတွေက
ကိုနေဝါကြတယ်ပေါ့ကိုအိတ်ကြီးတွေနဲ့လာကြတယ်ကိုထွေးကန်ကြီးနဲ့ကိုဝါပြီးတော့ထွေးထိုးလိုက်ဆယ်တော်ကိုတရားစစ်လိုက်ပေါ့အဲ့လိုလုပ်တော့ဆုံးလုံးဆယ်တော်ဟာဆယ်တော်တို့ကိုအိတ်ထဲမှာကိုရွက်ဘယ်နှရွက်ပါတယ်ကိုမီဘယ်နှလုံးပါတယ်ဆယ်တော်တို့ရည်ကြည့်ပါသူတရားကိုတန်တရားရှိရင်ပေါ့အဲ့ထဲလာတဲ့ဘုန်းကြီးတော့ဘယ်နှရွက်ပါလို့ပါမှမသိဘူးကိုမီဘယ်နှလုံးထဲခဲ့လို့ထဲခဲ့မှမသိဘူးရည်ကြည့်တော့အတိအကျဖြစ်နေတယ်နားလည်ပြီနော်သဘောပေါက်လားမသိဘူးရောရင်တော့အဲ့လိုကြည့်လို့ရပြီလားမရသေးပါဘူးခင်ဗျာတက်တာဖွင့်ကြည့်တော့မျက်မှန်တက်ရတယ်မျက်မှန်မတက်မမြင်ဟုတ်လားတခါကြီးဟုတ်ကလားခင်ဗျာတို့ဒီဇန်သမารိတွေဖြစ်လာရင်ဟိုဘက်အခန်းထဲမှာယောဂီတို့ချက်ထားတဲ့ဟင်းတွေဘာဟင်းချက်ထားတယ်လှမ်းကြည့်ရင်ယောဂီတို့သိတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဟင်းတွေထဲမှာငရုတ်တိထဲတယ်ဆိုရင်ဒီငရုတ်တိကဘယ်နှပိုင်းပိုင်းထားတယ်ငရုတ်တိတောင်းကဘယ်ဘက်လှဲ့နေတယ်ဒါတွေလည်းမြင်ရတယ်ယောဂီတို့နားလည်ပြီနော်ယောဂီတို့အခုမြင်ပြီလားမမြင်တော့မိဖို့ကြောင့်အလူနဲ့ပေါင်းထားရတာပေါ့ဟုတ်လားတကယ်သိရတာတကယ်မြင်ရတာနော်ယောဂီတို့ဟုတ်လားဒီတမာရီတွေအားကောင်းသွားရင်မိမိတို့သိကျင်တဲ့အကြောင်းအရာတစ်ခုအာယုံပြုလိုက်ရင်သိလာတယ်10ရက်အတွင်းကြိုသိတာတို့15ရက်အတွင်းကြိုသိတာတို့ရက်20တလ2လတစ်နှစ်2နှစ်တမာရီအားကောင်းရင်အားကောင်းတဲ့တော့ကြိုသိတယ်လူတွေဘယ်နှယောက်လာမယ်အမျိုးသမီးကဘယ်နှယောက်အမျိုးသားကဘယ်နှယောက်သူတို့အင်ကြီးတွေဟာအယောင်အဆင်းအပြင်ဘယ်လိုဝစ်လာကြတယ်သူတို့လက်ထဲမှာဘာတွေယူလာတယ်အကုန်မြင်ရတယ်ယောဂီတို့နားလည်ပြီနော်အဲ့ဒီမြင်တဲ့အတိုင်းနောက်ရရောက်တော့အဲ့ဒီလူတွေရောက်လာတယ်သဘောပေါက်လားမသိဘူးဒါသမာဓိတွေအားကောင်းရင်ရှေ့ဖြစ်မဲ့အကြောင်းအရာကိုကြိုသိတဲ့သဘောကြိုးမြင်တဲ့သဘောတွေဟာဖြစ်လာတယ်နော်ဟုတ်လားယောဂီတို့သဘောပေါက်လားမသိဘူးအဲ့တော့ယောဂီတို့ကဒီတရားကိုကြာရနာကျင့်ဖို့ပဲလိုတယ်ဒါတွေကသူ့ဟာနဲ့သူဖြစ်လာတာဒါတွေတောင်းတပြီးကျင့်ရတာမျိုးမဟုတ်ဘူးဒါလည်းပြီနော်24နာရီလုံးတတိမြဲအောင်ကျင့်သူ24နာရီလုံးတတိမြဲအောင်ကျင့်ရတယ်မှတ်ရတယ်ဒါပဲယောဂီတို့သွားလဲမှတ်ထိုင်လဲမှတ်ရက်လဲမှတ်လဲလျောင်းလဲမှတ်အမြဲမှတ်ဒီတရားမရဆိုတော့မရှိဘူးရကိုရရမယ်ယောဂီတွေကမမှတ်နိုင်လို့မရတာဒါလို့မဟုတ်လားဟုတ်ကလားယောဂီတို့ခင်ဗျားတို့တရားလေးအားထုတ်လိုက်မိုးလေးအေးလို့တခါခွေးအိတ်လိုက်အားထုတ်ခြင်းတဲ့အခါထားအားထုတ်လိုက်ဒီလိုလုံးလို့တော့ဘလို့ရမလဲခင်ဗျားတို့ရပါမလားခင်ဗျာမရဘူးခင်ဗျားတို့ကိလေသာတွေဝင်ကိလေသာတွေဈာကိုသွားရင်ဒီတရားတွေကဘလို့ရမလဲခင်ဗျာမရနိုင်ဘူးနားလည်းပြီးတော့ရောက်ပြီလို့တခါကြီးသဘောပေါက်လားမလို့ခင်ဗျားတို့အားထုတ်ကြည့်ပါဟောမဟုတ်ဆိုတာဦးဇင်းဟိုတော့အစ္စရေးနိုင်ငံသား9ယောက်တပြိုင်တည်းထဲလာတယ်ဦးဇင်းတွေကိုတေချာသင်ပေးတယ်အစ္စရေးနိုင်ငံသားတွေကတတ္တိကောင်းတယ်ခြုံနေတဲ့မှာတိုးပြီးတော့တရားထိုင်တာသူတို့ရှင်းပေးလို့မရဘူးခြုံမရှင်းရဘူးသူကတဘာဝအတိုင်းထိုင်နေတယ်တခါတခါသူတွေကခေါင်းချစ်ပြီးတော့သွေးတွေထွက်လာတယ်သွေးတွေထွက်တဲ့အတိုင်းထိုင်နေတာသူကအဲ့လိုတတ္တိတော်တော်ကောင်းတာအစ္စရေးနိုင်ငံသားတွေအဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေဦးဇင်း12နာရီဇက်တိုက်ထိုင်ကျင့်တဲ့အကျင့်ကိုသင်ပေးတယ်သင်ပေးပြီးတော့သစ်ပင်အောင်ကိုသွားထိုင်ခိုင်းတယ်ညာကြီးကိုသွားသစ်ပင်အောင်သွားထိုင်အစ္စရေးနိုင်ငံသားမုတ်ရှိဆိုတဲ့အမျိုးသားတယောက်ကအဲ့သစ်ပင်အောင်သွားထိုင်တယ်သက်လားသစ်ပင်အောင်သွားထိုင်တော့ညရောက်တော့အဲ့ဒီသစ်ပင်ဆောင်တဲ့နတ်ကသူ့ရှိရောက်လာတယ်ရောက်လာပြီးတော့သူတရားထိုင်လို့မရအောင်နှောက်ရှက်တာပေါ့အယောင်တွေပါလိပြလာပြန်ပြေးလာတာတော့ပြန်မုတ်ရှိအဲ့ဒီအစ္စရေးနိုင်ငံသားပြန်ပြေးလာတယ်ပြန်ပြေးလာတော့ဆယ်တော့ထိုင်လို့မရဘူးတဲ့တစ်ပင်အောင်ကဘာဖြစ်တာလဲလူကြီးတယောက်ညာကြီးမှဆင်းလာတယ်တဲ့ပေါ်ရတယ်အေးအဲ့ဒါမင်းအဲ့ဒီအောက်မှာမင်းအပေါ့တွေပါတွေစွန့်မိလားလို့ဆိုစွန့်မိတယ်တဲ့သူကအပေါ့တွေပါတွေစွန့်မိတယ်တဲ့သူကမစွန့်ပါဘူးကမင်းအခုဒီသွားတယ်လို့အဲ့လိုတစ်ပင်တွေပါအောက်မစွန့်ပါဘူးသူတို့ကိုခွင်တောင်းရတယ်ဒီတစ်ပင်အောက်မှာတရားကျင့်မယ်မင်းတို့တစ်ပင်အောက်ကိုတညကျင့်မယ်ဆိုတညခွင်တောင်းရတယ်နှစ်ညကျင့်မယ်ဆိုနှစ်ညခွင်တောင်းရတယ်10ရက်ကျင့်မယ်ဆို10ရက်ခွင်တောင်းရတယ်အဲ့လိုခွင်တောင်းပြီးတော့သူတို့
ခွင့်ပြုချက်ယူပြီးတော့မှတရားကျင့်ရတယ်သူတို့မေတ္တာဖို့အမျှဝေရတယ်ကဲမုတ်ရှိပြန်သွားကျင့်တာပြန်လွတ်တာပြန်လွတ်တော့ကျင့်လို့ရသွားတယ်နားလည်ပြီနော်ယောဂီသဘောပေါက်လားမသိဘူးအဲ့တော့တခါကြီးတခါမိုက်တာခင်ဗျားကျိုးကျိုးဆဆအားထုတ်ကျိုးကျိုးဆဆကျင့်ကိုယ်အသက်အရွယ်နဲ့ဒီတရားတွေရအောင်ကျင့်ဖို့အရွယ်ရောက်နေပြီခင်ဗျားတို့ဟုတ်တယ်မလားဟုတ်လားတခါကြီးတခါမိုက်တယ်တော်ကြရောပေါ့ခင်ဗျားတို့လောကီအလုပ်တွေဒီလောက်လုပ်လာလားကျင့်တတ်ကြရောပေါ့မကျင့်တတ်ကြဘူးလားကျင့်တတ်ပြီလားလောကီအလုပ်တွေဒီလောက်လုပ်လာတာထမ်းဖို့ကြွေးလာရတာကျင့်တတ်ကြရောပေါ့ခင်ဗျားတို့ဒီလောက်ဆိုရင်တခါကြီးတို့မကျင့်တတ်သေးဘူးလားမကျင့်တတ်သေးဘူးကိုယ်ဘဝကိုလည်းလွတ်မြောက်အောင်ကျင့်ကြရမယ်အားထုတ်ကြရမယ်နားလည်ပြီနော်တခါကြီးတို့ဒီတင့်ပင်လေးတွေခိုင်းလေးတွေ6လာပြီဆိုရင်ဒီတင့်ပင်ဟာမကြခဲ့သေတော့မှဒီလိုမဟုတ်လားယောဂီတို့တင့်ပင်လေးခိုင်းလေးတွေ6လာရင်ဒီတင့်ပင်မကြတော့ဘူးဟုတ်ကလားယောဂီတို့သေတော့မယ်ဆိုရင်အတိတ်နမိတ်ပြလာတယ်ကဲယောဂီတို့ခေါင်းမှာဆပင်လေးတွေဖြူးမလာဘူးလားဖြူးလာရင်မကြတော့ဘူးဟုတ်တယ်မလားယောအတိတ်နမိတ်ပြလာပြီဒီလိုမဟုတ်လားယောဂီတို့တန်ဝေကရအောင်ရှုရမယ်နော်ဟုတ်လားမဂ္ဂဒေဝမင်းတရာကြီးကခေါင်းမှာဆပင်ဖြူလေးတစ်ချောင်းတွေ့တာနဲ့တန်ဝေကရပြီးတော့တောထွက်တာခင်ဗျားတို့ကြားဘူးတယ်မဟုတ်လားစိတ္တာတိကိုမှားထားတဲ့အချင်းစိတ္တာတိခေါင်းမှာဆပင်ဖြူတွေ့ရင်တွေ့တဲ့အချိန်မှာဆက်တာပါဘုရင်မင်းမြတ်ကမှားထားတော့စိတ္တာတိကဆပင်ဖြူလေးတစ်ချောင်းတွေ့တဲ့အခါရွှေကညက်နဲ့နှုတ်ပြီးတော့ဘုရင်မင်းတရာရဲ့လက်ထဲကိုဆပင်ဖြူလေးထည့်ပေးလိုက်တယ်ဘုရင်မင်းတရာခေါင်းမှာဆပင်ဖြူနေပါပြီဆပင်ဖြူတစ်ချောင်းတွေ့ပါပြီလက်ထဲထည့်လိုက်တော့တန်ဝေကတွေပြင်းထန်စွာဖြစ်ပြီးတော့တကူလုံးချွေးသီးချွေးပေါက်တွေကျလာတယ်တဲ့ဟုတ်လားတခါကြီးသဘောပေါက်လားမသိဘူးချွေးသီးချွေးပေါက်တွေကျလာပြီးတော့ဆပင်ဖြူလေးကိုကြည့်ပြီးတော့မဂ္ဂတွေပါမိုက်လာရလားဆပင်ဖြူတိတိုင်အောင်ဒီမင်းစည်းစိမ်ကိုခံစားနေတော့မဲလားလို့သူ့ကိုယ်သူဆုံးမတဲ့နားလည်ပြီနော်ယောဂီတို့ဆပင်ဖြူတိတိုင်အောင်ဒီမင်းစည်းစိမ်တွေကိုမင်းခံစားနေတော့မဲလားအတော်မိုက်တဲ့မဂ္ဂတွေပါပဲလို့သူ့ကိုယ်သူဆုံးမတဲ့ဟုတ်လားတခါကြီးကမိုက်တွေနားလည်ပြီနော်ကိုခေါင်းဆပင်ဖြူကဘယ်နှချောင်းလောက်ရှိကြတယ်လို့ပြောပြီးတော့ဘယ်နှချောင်းလောက်ဖြူပြီးတော့ဂိုင်းတွေမိုက်တွေကဲကြည့်ကြအောင်မပြောကြဘူးအကားတွေကသေမင်းတမန်ခေါင်းမှာရောက်လာပြီအဲ့တော့သေမင်းတမန်ရောက်လာတာကိုကြောက်ရွံ့မှုထိတ်လန့်မှုမရှိဘဲနဲ့ဒီမင်းစည်းစိမ်တာကိုမင်းဆက်ပြီးတော့စံစားနေဦးမလားသူ့ကိုယ်သူပြန်မေးတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီနေ့မှာပဲမဂ္ဂဒေဝမင်းဟာတံဝေကတွေပြင်းထန်စွာဖြစ်ပြီးတော့ကေသမတ်တုံဩဟာရိတဝါသံမုတ်စိတ်တွေကိုရိပ်ပြီးတော့ကာသာယာနိဝဋ္ဌာနိဖန်ရီစွန်းတဲ့အဝတ်တွေကိုဝတ်ယုံပြီးတောထွက်တယ်တဲ့နားလည်ပြီနော်မိဖုရားကြီးတွေငိုကြွေးမြည်တမ်းနေတဲ့အချိန်အမတ်ကြီးတွေငိုကြွေးမြည်တမ်းနေတဲ့အချိန်တိုင်းသူပြည်သားတွေငိုကြွေးမြည်တမ်းနေတဲ့အချိန်ဒီဘုရင်မင်းတရာကတောထွက်သွားတယ်တခါကြီးတခါမကြီးတွေနဲ့မကွာဘူးလားသူမငိုသေးဘူးခင်ဗျားတို့တရားစခန်းသွားတော့မယ်ဆိုရင်မသွားပါနဲ့ဒီတရားပတ်တော့ပြောလိုက်ရင်တယောက်လောက်ကပြောလိုက်ရင်ပြက်သွားတယ်ဒါလို့မလားရောက်ပြီးတော့ဟုတ်လားတခါကြီးတွေဟိုမှာတိုင်းလုံးတစ်ပြည်လုံးကငိုကြွေးပြီးတော့တားတာဘုရင်မင်းတရာကတားလို့ရရဲ့လားယောဂီတို့မရဘူးတောထွက်သွားတယ်အဲ့လိုယောဂီတို့စိတ်ကိုပြက်ပြက်သားသားနိုင်နိုင်နင်းနင်းချုံပြတ်ပြီးတော့လောက်ရတယ်နော်ဟုတ်လားမပြတ်မသားမလောက်ရဘူးခင်ဗျားတို့အခုကကြည့်ရတာမပြတ်မသားဖြစ်နေပုံရတယ်ဟုတ်လားစိတ်ကတခါတည်းပြက်ပြက်သားသားယတိပြတ်ဖြတ်ပြီးတော့ကျင့်ရတယ်တခါကြီးတို့ဟုတ်လားဘယ်လိုတော့ကျင့်ရမလားကျင့်ရပါဘူးမာမြေတော့ခေါ်သွားမယ်အကုန်လုံးဟုတ်လို့နောက်ကြောင်ပြန်ကြည့်လို့မရဘူးလားဦးဇင်းဟိုတော့မာမြေတော့ထဲမှာတပားတဲ့ကျင့်တာ
အခုလူပေါင်း900လောက်နေတိုင်းကျွေးနေရတယ်ဆန်9တင်းလောက်ချက်ရတယ်တရက်အများကြီးကျွေးရတာလကပေးရတယ်လူတွေအများကြီးတရက်ကုန်ကြစိတ်တွေအများကြီးဟိုတော့တပားတဲ့ဒီတပိတ်နဲ့သွန်းတစ်ခွက်လောက်လောင်းလိုက်ရတာအခုမရတော့ဘူးတော့ဆန်9တင်းလောက်ချက်ရတယ်လူတွေအများကြီးကျွေးရတယ်နားလည်ပြီနော်အဲ့ဒါဘာကြောင့်ကျွေးလို့ရလဲဆိုရင်ဒီလိုတရားတွေကျင့်လို့ကျွေးလို့ရတာမကျင့်ကျွေးရပါမလားမရဘူးခင်ဗျားတို့မြို့လည်းမနီးရွာလည်းမနီးဆွမ်းငံကြွလို့လည်းမရဒီလူ900ကြီးနေတိုင်းချက်ကျွေးရတာဘလို့လွယ်မလဲနားလည်ပြီနော်ယောဂီတို့အဲတရားကကျွတ်လို့အချိန်စီးသွားပြီထင်တယ်နော်မနေ့ပြန်မှဆက်ဟောကြရအောင်တရားဏီကုံချုပ်ကြဆိုရဲ့ဟိတဝကမေပပစိန်တုတန်သောခံဗီရာစိန်တကာတေတုံမေပြနုတိခောပပစီသာသူပေတလာတန်တော်ဘုရားအလျာပစ္စေကာနဲ့အရိယာနွယ်လောင်းရှိသောသူတော်ကောင်းအပေါင်းတို့သည်ခံဗီရစိန်တကာတွေ့ကြုံသမျှမှုကိစ္စဝေဣဇာတ၌ဉာဏ်မြင်ဆိုင်အောင်လိုက်လဲစိတ်တော်ဆွဲ၍နည်းနည်းသည့်တသဘောတွေကိုနည်းနည်းစွာဆင်ခြင်အကြံကောင်းဉာဏ်ကောင်းဝင်တော်မူကြကုန်သည်ဖြစ်၍ကာမေရှိကပြုဖန်ကုသိုလ်ကံဟုစီမံထောက်မှလျောက်ရတာမြာလာနီးတွယ်ကြီးငယ်ဟုနေနွယ်ရောယူကိုယ်တော်တို့ပိုင်တတ်သည်ကာမဝတ္ထုအစုစုတို့ကိုဟိတဝါနာငါတို့ပိုင်သာဤကာမဆိုတဲ့တရားတို့ဒီကအများတကာတို့နဲ့ဆက်ဆံဘေးတွေကဝန်ချရန်သူတွေကအလွန်များတကယ်ဆိုကြောင်းလန့်ပွဲတွေပါတကားဟုကြောက်အားတော်ဉာဏ်ကျွဲလောလောကြည်စွန့်ပေတော်မူကြကုန်သည်ဖြစ်၍ပပစိန်သူကရဝါဒသမ္မာဒဟုကိစ္စများမြောင်လူတို့ပေါင်းမှလောအောင်ကြုံလျက်ယုံကံထွက်၍နှစ်သက်ရွှင်လန်းမြတ်သင်္ကံဖြင့်ရှင်ယဟန်ပြုတော်မူကြလေကုန်၏တုံမေဟိပိညာကြအခါအာတယဟုသန္တာကိန်းအောင်ယောဂီသူတော်စင်ပေါင်းတို့သည်လည်းပဲပပစီတာကိလေသာမံကိုတွင်ရန်ကိုတွန်းလန်းဖြိုခွင်းဘောရိပခယတိဟုသောအောင်တမရောခင်း၍ရဟတဖို့တိဟုသောအောင်ခြင်းဘိသိက်ရင်လိုစိတ်ဖြင့်ပရိကရာရှိဆုံးသတ္တနာစစ်ဝတ်ဆုံးကိုဝိယုံဆင်မြန်းသတ္တနာအောင်မီနံဝဲအောင်ခွန်တန်ထောင်းနတ်မြမတို့သုံးချိန်တိုင်းလျောက်သဖြင့်ရှင်အဖြစ်ယဟန်အဖြစ်သာသနာနွယ်ဝင်သီလရှင်ဖြစ်သို့ကရောက်ကြကုန်လျက်သူပေတလာသမရိတမိဖြာခုံးမင်ပုံအတွင်သို့
ချစ်ခင်ဆုံးမဲ့နှစ်သက်မြတ်နိုးအပ်သောသီလကိုယ်စီကိုယ်ငှရှိတော်မူကြကုန်သည်ဖြစ်၍တေထောဖျားအလျာပစ္စေကနှင့်အရိယာနွယ်လောင်းရှိရှိသောသူတော်ကောင်းအပေါင်းတို့သည်အနုသိက္ခဝတုလိုက်ခါကျင့်ကြံနိုင်ကြပါစေကုန်သတည်းအနုသိက္ခဝရှိသူတော်စင်နောက်မျက်ခြေမပြောက်ကောက်ကောက်လိုက်ခါသီလသမာဓိပညာသုံးသိက္ခာကိုတတ္တတတိန်သမာဓိနှင့်ပညာဝရိယငါအင်းမြ၍မဟာစနကမင်းပမသွင်းငါလုံးလမြေမြံဆွဲတန်တန်ဖြင့်ကျင့်ကြံကြိုးကိုပွားများအထုတော်မူနိုင်ကြပါစေကုန်သတည်း